မျိုးဒီအုံနောက်ထဲမှာရှိတဲ့အသေးစိတ် individual cells တွေ connection တွေကအလုပ်လုပ်လဲဆိုတော့သိရဆိုရင် brain cells တွေကဘယ်လိုမျိုးအလုပ်လုပ်နေရလဲဆိုတော့သိရဆိုရင်ငါတို့ရဲ့ mental abilities တွေဒီအုံနောက်ကစဉ်းစားနိုင်စွမ်းတွေးတောနိုင်စွမ်းခံစားနိုင်စွမ်းတွေအဲ့ဒါတွေကိုဘယ်လိုမျိုးနားလည်လဲဘယ်လိုမျိုးသူက process လုပ်နေလဲဆိုတော့နားလည်နိုင်မှာပေါ့နော်ပို့ပြီးတော့ neuro philosophy we start with the cells of a nervous system နဲ့စပြီးတော့ဒီအခုမှဆိုရင် introduction က chapter 2ရဲ့ introduction ပြောနေတာပေါ့နော် introduction မှာ nervous system ရဲ့ cells တွေအကြောင်းပြောမယ်သူတို့ရဲ့ structure တွေသူတို့ဘယ်လိုမျိုးဖွဲ့စည်းထားလဲသူတို့ရဲ့ function တွေသူတို့ဘယ်လိုအလုပ်လုပ်လဲသူတို့ဘာအတွက်အလုပ်လုပ်လဲဘယ်လိုအလုပ်လုပ်လဲပြီးတော့သူတို့တွေဘယ်လိုမျိုးတခြားသူတွေနဲ့ communicate လုပ်နေလဲဒီဘယ်လိုမျိုး communicate လုပ်လဲဘာတွေသုံးပြီး communicate လုပ်နေလဲဆိုတာတွေအားကိုကြည့်မယ်တဲ့နောက်ပိုင်းမှာဘယ်လိုမျိုးဒီ cells တွေက circuits တစ်ခုအနေနဲ့ circuits တွေလိုမျိုး assemble ဖြစ်သွားလဲအများကြီး network လိုမျိုးဖြစ်သွားလဲ for ပိုပြီးတော့ complex ဖြစ်တဲ့ sensation တွေအတွက်ပေါ့ magic sensation perception movement speech လိုဟာမျိုးတွေအတွက်ဘယ်လိုမျိုးဒီကောင်တွေကအများကြီးစုပြီးတော့ဒီလို function အကြီးတစ်ခုကိုလုပ်နိုင်လဲဆိုတာမျိုးပေါ့အဲ့ဒါကိုသွားကြည့်ရမှာပေါ့ဖုန်းမှာဆိုလဲအနည်းဆက်ဆုံးပြောရင်ဖုန်းမှာဆိုလဲဒီဖုန်းကကင်မရာလေးရိုက်လို့ရတယ်စကားလေးနားထောင်လို့ရတယ်ဖုန်းလေးပြောလို့ရတယ်အင်တာနက်က data တွေကိုလည်းရှာလို့ရတယ်ဆိုပြီးတော့ဒါက function ဒီတစ်ခုတည်းပဲလုပ်နေတာမဟုတ်သူ့မှာလုပ်နိုင်တဲ့ function တွေအများကြီးရှိရယ်စွမ်းတွေရှိရယ်အဲ့စွမ်းတွေရှိအောင်လဲသူ့မှာ breakdown ရှိရယ်သူ့မှာ camera sensor ရှိရယ် voice sensor ရှိရယ်နောက် touch sensor ရှိမယ် temperature sensor ရှိမယ်အဲ့လိုပဲအထဲကအဲ့ sensor တွေက data တွေကိုယူပြီးတော့ process လုပ်ပြီးကိုယ်ပြန်ပြီးတော့output ပေးနေရယ် feedback ပေးနေရရှိပဲဥပမာဆို camera ကိုသုံးရှင်နေဆိုရင်အခု video ရိုက်တယ်ပဲထားဗီဒီယိုတွေရိုက်တဲ့ function ကိုဒီဖုန်းတစ်ခုအနေနဲ့ဖုန်းတစ်ခုမှာသုံးရှင်နေဆိုရင်ပထမဆုံးအနေနဲ့ तू ကသုံးလိုက်ပြီဆိုရင် camera ကနေပြီးတော့ तू ကဒီ shutter ကို open လုပ်လိုက်ပြီးတော့ဒီ light တွေကို light ပြီး तू မြင်ရတဲ့ तू ရှိမှတန်းရှိနေသူ့ရှိဝင်လာနေတဲ့ light တွေကို तू စုယူလိုက်တယ်စုယူလိုက်ပြီးတော့အဲ့ဟာကိုဒီ memory ရဲ့ processor ရဲ့အထဲမှာရှိတဲ့ तू နဲ့ပတ်သက်တဲ့လိုအပ်တဲ့ဒီ component တွေပေါ့နော် CPU တို့ memory တို့တခြား graphical GPU တို့ဘာလို့ရှင်းနေရှိမှာပေါ့အဲ့ဟာရေရှိကိုအရင်ပတ်သွားပြီးတော့အဲ့ဟာတွေကနေပြီးတော့ process လုပ် memory ရဲ့ကိုပြန်ထည့်ပေးအဲ့လိုမျိုးလုပ်တယ်လုပ်ပြီးရင်နောက်တစ်ခုကကိုယ့်ရှိကိုပြန်မြင်ရဖို့ဒါကဒီကင်မရာကနေပြီးတော့ဒီပြင်ပအလင်း data ကိုယူတာပဲရှိတယ်ကိုကဒီ screen ပေါ်မှာဒီကင်မရာမြင်နေရကိုပြန်မြင်နေရဖို့ဆိုရင်ဒီ screen ကစပြီးတော့အလုပ်လုပ်ရတော့မယ်အဲ့ဆိုရင်ဒီ screen ပါမယ် component အနေနဲ့ဒီ screen ပါမယ်ဒီ screen ပါလိုက်ဆိုဒီ screen ပေါ်မှာရှိတဲ့ pixel တေးသေးလေးတွေဒီ light pixel လေး LED ဆိုလဲ LED LCD တွေဆိုလဲအဲ့ဟာလေးတေးသေးလေးတွေအစားအကုန်လုံးကအလုပ်လုပ်ရတော့တာပဲစုပေါင်းပြီးအလုပ်လုပ်ရအဲ့ကြောင့်ဘယ်ဟာမှတစ်ခုတည်းအလုပ်လုပ်နေဆိုတာမရှိဘူးအကုန်လုံးက collective စုစည်းပြီးတော့မှလုပ်လာပြီးတော့ function တစ်ခုဖြစ်လာအဲ့ function နဲ့ဟို function နဲ့ပေါင်းလိုက်တဲ့အခါမှာ system ဒီလိုမျိုးကင်မရာကြည့်လို့ရတယ်ကင်မရာဗီဒီယို record လုပ်လို့ရတဲ့ system တွေပါတယ်ဆိုတာဖြစ်လာပေါ့ကင်မရာတစ်ခုတည်းနဲ့လည်းဒါအကုန်လုံးဖြစ်လာမဟုတ်ဒီ LCD LED တစ်ခုတည်းနဲ့လည်းဒီကင်မရာ record လုပ်လို့ရတဲ့ system တစ်ခုဖြစ်လာမဟုတ်အကုန်လုံးစုပေါင်းပြီးအထဲမှာရှိရတော်တော်များများလိုအပ်တဲ့ဒီကင်မရာ recorder တစ်ခုဖြစ်လာဖို့ record လုပ်လို့ရတဲ့ function တစ်ခုဖြစ်လာဖို့အတွက်လိုအပ်တဲ့ component တွေအကုန်လုံးကိုသုံးပြီးတော့မှဒီဟာကပြည့်စုံတဲ့အရာတစ်ခုဆိုတာဖြစ်လာတာပေါ့နော်ဖြစ်လာဆိုတော့အဲ့လိုပဲဒီလိုပဲဒီအုံနောက်မှာရောတိလေးရှိရယ်ဥပမာဆွမ်းနာပြောသလို CPU နဲ့ memory နဲ့အလုပ်လုပ်တာလေးပဲတိပြီးတော့ပြီးသွားလို့မရဘူးပေါ့ဒီ CPU နဲ့ memory နဲ့အသုံးပြုတာကိုconnect လုပ်တာကိုဒီ process လုပ်တာကို calculation တွေလုပ်တာကိုမူတည်ပြီးတော့ဘယ်နေရာမှာဘယ်လိုမျိုးအသုံးပြုလဲဆိုတာကိုနားလည်ဖို့လိုရပေါ့နော်ပုံမှန်အားဖြင့်တော့ memory တွေက data ကို use CPU က process လုပ် memory ကိုပြန်ထည့်ရင်ထည့်တခြားရှိကိုပြန်ပေးရင်ပေးအဲ့ဒါတော့ simple ဖြစ်တယ်ဒါမဲ့ကိုယ့်ရဲ့ use case application ပေါ်မူတည်ပြီးတော့အထဲမှာ
ပြောင်းလဲမှုတွေရှိရပါတော့ data တွေမတူတာဖြစ်နိုင်တယ် processing ပုံစံတွေမတူတာဖြစ်နိုင်တယ်တွက်ချက်မှုတွေမတူတာဖြစ်နိုင်တယ်ဥပမာဆိုတချို့ဟာတွေဆိုရင်ပေါင်းတာတွေပဲလုပ်တယ်တချို့ဟာတွေဆိုမြှောက်တာတွေပဲလုပ်တယ်တချို့ဟာတွေဆိုအပေါင်းအမြောက်ကိုအစားအကုန်လုပ်တာရှိတယ်အဲ့လိုမျိုးပေါ့အဲကြောင့်ကိုကဒီ camera system ကိုဖွင့်ပါလားဒါမှမဟုတ်ကိုက voice recorder ကိုဖွင့်ပါလားဒါမှမဟုတ်ကိုက internet ပေါ်ကအစာအုပ်တွေ data တွေကို download ဆွဲမှာလားပုံမှာမူတည်ပြီးတော့အလုပ်လုပ်တာကတော့ဒီ memory နဲ့ CPU နဲ့အလုပ်လုပ်တယ်ဆိုပေမဲ့သူတို့အထဲမှာလုံနေတဲ့ data တွေအသွားအလာတွေ calculation တွေကမတူတော့တာဖြစ်နိုင်တယ်ပေါ့နော်အဲကြောင့်အဲ့လိုမျိုးဒီတတိလေးတွေဘယ်လိုမျိုးအလုပ်လုပ်လဲဆိုတာက basic အနေနဲ့နားလည်ပြီးတော့မှအဲ့တတိလေးတွေပေါင်းပြီးဘယ်လိုမျိုးအကြီးတွေဖြစ်လာလဲဒီလို camera system တွေဖြစ်လာလဲဒီဖုန်းဆိုတာဖြစ်လာလဲဆိုတော့နားလည်နိုင်မှာပေါ့နော်အဲ့ဒီသဘောမျိုးပေါ့နောက်တော့အဲ့လိုမျိုးကိုကတခုခုနားလေခြင်းနေပေါ့နော်ဒါကတော့ဒီ neuroscience နဲ့မဆိုင်ဘူးပေါ့ကိုကတခုခုနားလေခြင်းနေဆိုရင်လည်းဘယ်လိုမျိုးချင်းကပ်လို့ရလဲဆိုရင်ကို့မှာရှိထားပြီးသား knowledge တခုတော့လိုတယ်ပေါ့နော်ဥပမာဆိုရင်ကိုဆိုရင်ဘယ်လိုမျိုးဒီ computer science သင်ပြီးတဲ့နောက်ပိုင်းမှာအရာအားလုံးကိုကဒီကွန်ပျူတာနဲ့ပဲနှိုင်းယှဉ်ပြီးတော့သင်ယူနေမိတာအုံနောက်အရင်တော့ကွန်ပျူတာအကြောင်းမသင်ခင်ကကြတော့ဘာစိတ်ဝင်စားလဲဆိုရင်အဲ့ဒီအုံနောက်ကိုစိတ်ဝင်စားဒီနေရာမှာပဲချက်ချလေးလိုက်နေရလို့တော့ထင်ရပါတော့ဒီကွန်ပျူတာအကြောင်းမသိခင်တော့ဆိုရင်ဘာဟိုအရန်တွေးတယ်ဆိုအဲ့လိုမျိုးလူတွေရဲ့အတွေးတွေနောက်ပြီးတော့အဲ့လိုသင်ယူရတာအရန်ကြိုက်တယ်ပေါ့နော်သင်ယူရအရန်ကြိုက်တော့အဲ့လိုမျိုးlive ဖတ်တယ်ပေါ့ live ဖတ်တော့ပထမဆုံးဖတ်တဲ့အဲ့လိုမျိုးစာအုပ်ကတခြားမှန်ပြီးတော့အဲ့လိုကွန်ပျူတာအကြောင်းပြောထားပြီကွန်ပျူတာအကြောင်းအဲ့လိုရှေ့ခေတ်တော့မဟုတ်ပါဘူးဒီကွန်ပျူတာစဖြစ်လာတဲ့ Enigma machine တို့အဲ့အကြောင်းလေးပေါ့ဒီ transistor တွေတို့ဘာတွေတို့အဲ့လိုလုပ်တဲ့အခါကျတော့အမြဲနှိုင်းရှင်နေမိတာဒီလူတွေနဲ့နှိုင်းရှင်မိရဲသွားပြီးတော့ဟုတ်တယ်တိကျစဉ်းစားရရင်ဒီကွန်ပျူတာအကြောင်းကိုစတင်တော့ဆိုရင်ကွန်ပျူတာအကြောင်းနားလည်ဖို့ဆိုရင်လူတွေနဲ့နှိုင်းရှင်နေပေါ့နော်လူတစ်ယောက်နဲ့တစ်ယောက်ဘယ်လိုမျိုးမတူတာလဲ behavior တွေမတူဘူးပေါ့နော်မတူပေမဲ့ဒီလူမတူတဲ့လူ specialize ဖြစ်နေတဲ့သူတွေစုပေါင်းပြီးတော့ system ကြီးတစ်ခုကိုတည်ဆောက်ထားတယ်အခုချိန်ဒီ system ကြီးတည်ဆောက်တယ်ပါတယ်ဆိုတော့အခေါ်ပေါ်အသုံးလုံးနေရတော့အခုချိန်မှာသိလာပေါ့နော်အဲ့တုန်းကတော့အဲ့လိုသိရဲဆိုတာထက်ဆိုင်ကွာငယ်လေးတုန်းကကျန်လူတွေကိုထိုင်ကြည့်နေတာထိုင်ကြည့်ပြီးသူတို့တွေဘာတွေးနေလဲဒီလူနဲ့လူနဲ့ဘယ်လိုမတူတာလဲဘာလို့မတူတာလဲပဲအဲ့လိုမျိုးတွေးနေတာပေါ့နော်တယောက်နဲ့တယောက်ကဟိုအပြုတ်မှုတွေရော behavior တွေရောအရန်မတူတော်တော်မတူတာပေါ့နော်ဒါပေမဲ့အဲ့တုန်းကတော့အရန်ကိုcurious ဖြစ်တယ်ပေါ့နော်ဆရာကြီးရောဘာလို့ဆရာဖြစ်နေရလဲအဲ့လိုမျိုးတော်တဲ့သူတွေကဘာလို့တော်နေရလဲဒီတိုင်းဘာမှမလုပ်တဲ့သူတွေကဘာလို့ဘာမှမလုပ်နေရလဲဆိုပြီးတော့အဲ့လိုငြိမ်ပြီးတော့ပြီးရင်အဲ့လိုလူတွေကပေါင်းပြီးတော့အကြီးတွေဖြစ်အောင်လုပ်လို့ရတယ်ဒီပါပေါ့အဲ့လိုမျိုးတွေးပြီးတော့မှအဲ့လိုအဲ့အားနဲ့တွားပြီးတော့စဉ်းစားပြီးဒီကွန်ပျူတာအကြောင်းကွန်ပျူတာအကြောင်းတင်တဲ့အခါကျတော့ဒီအုံနောက်နဲ့တွားပြီးတော့နှိုင်းဖြစ်တယ်ပေါ့နော်လူတွေနဲ့လည်းသွားနှိုင်းဖြစ်တယ်အဓိကတော့လူတွေနဲ့နှိုင်းပြီးလူတွေရဲ့အလုပ်လုပ်ပုံတွေကွန်ပျူတာရဲ့အလုပ်လုပ်ပုံတွေအဲ့နောက်ပိုင်းမှာမှအခုနောက်ပိုင်းဆိုရင်တော့တခုခုသင်ယူတဲ့အခါကျရင်ဒီအုံနောက်နဲ့ပဲနှိုင်းရှင်ဖြစ်တယ်ပေါ့ဘာလို့ဆိုတော့လူတွေနဲ့ပတ်သက်တာပဲဖြစ်ဖြစ်ဘယ်လိုပြောမလဲလူတွေအကုန်လုံးဒီအုံနောက်နဲ့ပဲအလုပ်လုပ်နေတယ်ဒီအုံနောက်ပုံမှာအုံနောက်ကပေးတဲ့ information တွေကိုယူပြီးတော့အုံနောက်ကပေးတဲ့ information တွေနဲ့ပဲ output ထုတ်လာပြီးတော့ဒီဟာတွေနဲ့ပဲတကယ်ပြောရင်လူအချင်းချင်းဆက်သွယ်နေဆိုတာဒီလူတွေကသူ့မှာရှိတဲ့အုံနောက်အချင်းချင်းဆက်သွယ်နေတယ်လို့အောင်ပြောလို့ရတယ်ပေါ့နော်အဲကြောင့်အုံနောက်ရဲ့အလုပ်လုပ်ပုံနားလဲဆိုရင်လူတယောက်ချင်းစီရဲ့ behavior တွေလူတယောက်ချင်းစီရဲ့သူတို့ရဲ့စိတ်ခံစားချက်တွေကိုလည်းနားလဲပြီးနိုင်တယ်ပေါ့နော်နားလည်ပေးနိုင်တဲ့အခါကျတော့အကုန်လုံးအဖြစ်ပြတ်မှန်သမျှအရာအလုံးပေါ့အလုံးမှာပဲဖြစ်ဖြစ်သင်ယူခြင်းပဲဖြစ်ဖြစ်ကောင်းတာပဲဖြစ်ဖြစ်ခံစားချက်တွေနဲ့ပတ်သက်တဲ့ကောင်းတာရောမကောင်းတာရောဖြစ်ဖြစ် relationship တွေပဲဖြစ်ဖြစ်
ဆောနာလိုမျိုးဟိုစာတင်ရတာပဲဖြစ်ဖြစ်အကုန်လုံးကိုအုံနောက်ရဲ့အလုပ်လုပ်ပုံကိုလိုက်ပြီးတော့ဘာလို့အဲ့လိုအလုပ်လုပ်တာလဲဘယ်လိုမျိုးဒီအချိန်ဒီမှာဆိုဘာလို့ပြင်းနေရလဲ productive မဖြစ်နေရလဲဆိုတာအကုန်လုံးကအုံနောက်မှာပဲအဖြေရှိနေတာအဲ့ကြတော့ကိုယ့်ရဲ့ကိုအုံနောက်ကိုနားလဲတဲ့ဒီအုံနောက်ရဲ့အလုပ်လုပ်ပုံကိုနားလဲအခါကျရင်အကုန်လုံးကအဲ့လောက်ကြီးအရေးမကြီးဘူးအဲ့လောက်ကြီး stress ဖြစ်စရာမလိုဘူးအဲ့လောက်ကြီးခံစားနေ